အစမဲ့ခစ်ကာလာတွေရဲ့တီတိုးစကားသံတွေပြည့်နေတဲ့လွမ်းစော့တတမ်ຫນွေဦးလေပြေထဲမှာပြည့်နေတဲ့တန်တချင်းတွေနဲ့နာကျင်ကြိုက်ခဲနေပုံရပါရဲ့1993 9လပိုင်း23ကျွန်တော်မွေးတော့ငါအေးစိတ်ဆေးရုံကြီးမှာနေကင်းစနစ်တိုး3ယောက်မြောက်တောက်ထက်တိုးတယောက်တည်းပဲရုန်းကန်ရမယ်အမေရဲ့ဖြစ်ဆိုဘာမှမသိသေးတဲ့ကလေးတယောက်လောကကြီးစီရောက်လာတော့အလင်းတန်းကြီးလိုချက်ချင်းမျိုးအမေစီကတဲ့တဲ့တိုးဖေးဆိုတာမသိခဲ့ပေမဲ့လုံလောက်ခဲ့တဲ့မြတ်တာမျိုးတိတက်လာတော့ရှာပါတဲ့အချင်းမျိုးဆိုတာကိုသဘောပေါက်မိခဲ့ပေါ့ပထမဆုံးသိလာတဲ့ချစ်ကမြတ်တာစနေချစ်တယ်မိပါပထမဆုံးသိလိုက်ရတဲ့ချစ်ကဖြူစင်တဲ့မြတ်တာအယောင်တွေကင်းလိုက်တာခုနှစ်တန်းကိုရောက်တော့ချစ်မိတာမေမျက်နှာအနောက်ကွယ်ကကြိတ်ဖို့ပဲမဲ့ဘာမှဖြစ်တော့ရင်ကျိုးခုနှစ်နှစ်ကျော်လောက်လိုက်ခဲ့ပဲမဖြစ်နိုင်တော့အောက်ကဝင်တော့ငိုရင်းနဲ့တောင်းလိုက်မိတာရန်နဲ့တောင်းတော့အဲ့ဒီကနေစားတောင်းလိုက်တာတောက်လျှောက်ကျွန်တော်မလန်းနေပြောက်တစ်ဖက်တစ်ချစ်က10နှစ်လောက်ထိလူတယောက်ကိုဒုက္ခရောက်စေမှန်းသဘောပေါက်မိပြန်မောတစ်ဖက်တစ်ချစ်ကပူလောင်မာတယ်နာကျင်ခံစားဝန်းနေရငိုကြွေးရမယ်ပြင်းထန်နေရိုက်ချက်ဆိုရထပ်ပြီးသဘောပေါက်မိပြန်မောဒီလိုနဲ့တက်25ရောက်ချစ်သူတယောက်ရတော့တစ်သက်လုံးလက်တွဲမဲ့ဆိုပြီးတော့ခရီးတွေထားရောကထိန်မိချီနူးသွားတယ်ဟုတ်မပေးပေါ့မေးလို့ဖြစ်ဆိုးတယ်မဖြစ်ဖို့တော့ဖွာငါခရီးတွေထားဖို့ကိုအတွက်တယောက်ထဲဆိုလောက်ပါတယ်မင်းကလွှဲပြီးကင်းအောင်နေပါမယ်ဖောက်ပြန်မဲ့တေးတဲ့ဒီလက်တွဲပြရစီပြောတော့မြည်ရတဲ့ခါတားလို့မထီသလိုပြုံးမနောက်ဆုံးတော့ငါနဲ့တန်ရောစင်ကြီးလဲဖန်ကွက်လို့ကွဲရောတတ်တရားပြန်တော့ဟန်ဆောင်ချစ်ဆိုတာဘယ်လိုလဲပေါ့စိတ်ရောကိုပါချီကွဲရောပြတ်တာပြင်မှုတော့ချိန်ဆိုတာလိုတယ်သုံးတယောက်ကိုမေးနိုင်မှုတော့ဆိုရင်ချိန်ကပို့လို့တယ်ချိန်ကပို့လို့တယ်နောက်ထပ်ငါတဲမကွဲခြင်းတော့ပါကတိတွေထားပြီးလေထမဝေးခြင်းတော့တာတကယ်ကိုတဲထမကွဲခြင်းတော့ပါထချင်ရမယ်ဆိုတဲ့တေးတဲ့ထိတွဲမဲ့လက်ကိုပဲရွေးရမယ်သဘောပေါက်မိခဲ့ပေါ့သဘောပေါက်မိခဲ့ပေါ့ပထမဆုံးသိလာတဲ့ချစ်ကမြတ်တာစနေချစ်တယ်မိပါဆုံးတီးလိုက်ရတဲ့ချစ်ကဖြူစင်တဲ့မြတ်တာအယောင်တွေကင်းလိုက်တာတစ်ဖက်တစ်ချစ်ကပူလောင်ပါတယ်နာကျင်ခံစားဝန်းနေရငိုကြွေးရမယ်ပြင်းထန်တဲ့ရိုက်ချက်ဆိုတာထပ်ပြီးသဘောပေါက်မိခဲ့ပေါ့နောက်ထပ်ငါတဲမကွဲခြင်းတော့ပါကတိတွေထားပြီးလဲထမဝေးခြင်းတော့တာတကယ်ကိုအသေးထမကွဲခြင်းတော့ပါထချင်ရမယ်ဆိုတဲ့တေးတဲ့ထိတွဲမဲ့လက်ကိုပဲရွေးရမယ်